မနေ့ကစီတီဟောကထိုင်းဆိုင်မှာလေကင်းမွန်တော့ကိုဝယ်စားတာပေါ့နော်$73ပေးရပြီကင်းမွန်ကသွားကြတာမညက်တဲ့အတွက်ကြောင့်မို့အိမ်မှာပြန်လာပြီးတော့မကြည်ပွဲထပ်နှွယ်တာပေါ့နော်ဒီတစ်ပန်းလုံးရဲ့ကုန်ကျစရိတ်က$33ပဲရှိရဆိုရင်ယုံမလားအိမ်မှာလူ6ယောက်စားရတာမနှဲပဲပေါ့နော်အဲ့ဒီ seafood salad ကိုအိမ်မှာတုပ်စားပြမယ်နော်ဒီဆလတ်ထဲမှာပါမှာကခရမ်းကျင်တီကြက်သွန်ဖြူငရုတ်တီပစွန်ကြောက်ထောင်းထားတယ်မြေပဲကိုပြုတ်ပြီးတော့ခြွေထားတယ်ပြီးတော့ပဲထောက်ရဲ့တံမြာသီးရဲ့ပေါ့နော်အစင်းနဲ့လှုပ်ထားမယ်ပြီးရင်အခွန်ခွာထားတဲ့ပစွန်နဲ့ရေပွဲနဲ့ကိုပြုတ်မယ်ပေါ့နော်အဲ့ဒီထဲမှာကျမကဇပလင်နဲ့ဂျင်းနဲ့ကိုထည့်တာပေါ့နော်ကျမတို့အိမ်ကလူတွေကအညီကြောက်တယ်ကျမလည်းကြောက်တဲ့အတွက်ကြောင့်မို့ဇပလင်နဲ့ဂျင်းနဲ့ကိုထည့်ပြီးတော့စားနည်းနည်းထည့်ပြီးတော့ပြုတ်တယ်ပေါ့နော်ပစွန်တို့ရဲ့ထုံးစံတိုင်းပစွန်ကွေးဆိုတာနဲ့ကြက်ပြီးပေါ့နော်အဲ့ခါကျကျမဆယ်မယ်ဆယ်ပြီးတော့ရေခဲရည်ထဲမှာစိန်ထားလိုက်တယ်ပေါ့နော်အဲ့မှာပစွန်ရဲ့အသားကမမဆက်ဆက်နဲ့ကျွတ်လေးစားမှာပေါ့နော်ပြီးရင်ရေပွဲတွေဆယ်ပြီးတော့အဲ့လိုပဲရေခဲရည်ထဲမှာထပ်စိန်ထားလိုက်တယ်ပေါ့နော်ရေခဲတုံးနေနဲ့ရေခဲရည်ထဲမှာစိန်ထားလိုက်မယ်ပေါ့နော်အဲ့မှာတုပ်စားတဲ့ခါကျရင်မမကျွတ်ဆက်ဆက်ကလေးရမယ်ပေါ့နော်ပြီးရင်ကျမကထညက်2ခဲလောက်ကိုထည့်ထောင်းလိုက်တယ်ပေါ့နော်အဲ့ပြီးလို့ရှိရင်ကြက်သွန်ဖြူများများကိုထည့်ထောင်းမယ်ပေါ့နော်စီဖူးဆလတ်ဆိုတော့ကြက်သွန်ဖြူများများပါမှာစီဖူးကမညှိမှာပေါ့နော်ထညက်နဲ့ကြက်သွန်ဖြူနဲ့ရပါတဲ့ခါကျရင်ငကိုတွေကမှရင်နွေးစိမ့်ပြီးတော့ထောင်းထားတဲ့ပစွန်ကြောက်တွေပေါ့နော်ပစွန်ကြောက်တွေကိုထောင်းလိုက်တယ်မှန်တော့နှံ့အောင်နေတဲ့သဘောပဲပေါ့နော်ထောင်းပြီးတော့ငရုတ်တီတွေနဲ့ရောထောင်းလိုက်မယ်ပေါ့နော်အဲ့ page ကိုအရင်လုပ်လိုက်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျမတို့အိမ်မှာငရုတ်စုံကြီးမရှိပေါ့နော်အဲ့ခါကျတော့ဒီနယ်မဲဟာလေးကိုပဲအရင်ထောင်းလိုက်တယ်ပေါ့နော်ပြီးမှရှိတဲ့ဟာကြီးနဲ့အကုန်လုံးထည့်နေမယ်ပေါ့နော်ပြီးရင်ကျမကအဲ့ဒီနည်းနည်းလေးခြံပြီးတော့ပဲတောက်ထောင်းမယ်ပေါ့နော်ပဲတောက်လေးကိုအရသာလေးနည်းနည်းဝင်အောင်ဆိုပြီးတော့ထောင်းလိုက်တယ်ပေါ့နော်ပဲတောက်လဲကွဲသွားပြီဆိုတော့အရသာလေးဝင်ပြီဆိုတော့အကောင်လုံးကိုရောနေပါတော့မယ်အရင်ဆုံးချစ်ထားတဲ့တင်မောသီးရဲ့မော်လာဥနီကိုအရင်ထည့်မှာပေါ့နော်ပြီးရင်ပြုတ်ထားတဲ့ပြောင်းမှုထဲမယ်ပဲတောက်ထဲမယ်ခန်းကျင်တီးထဲမယ်ထောင်းထားတဲ့ page တွေထဲမယ်ငံပြားရေးထဲမယ်အချုံမုတ်ထဲတယ်ကျမတကြားလဲထပ်ထည့်ရပေါ့နော်အဲ့ဒါတွေကလိုတလောက်ပဲပေါ့နော်ကိုအရသာမြည်ပြီးတော့ထည့်တာပေါ့နော်ပြီးလို့ရှိရင်တန်မရသည်ညှစ်ထည့်လိုက်တော့ပေါ့နော်ပြီးလို့ရှိရင်အရသာမြည်နေပဲကျမလိုတဲ့ဟာလေးတွေအရသာလေးစက်ထည့်ပြီးတော့နှဲ့သွားမယ်ပေါ့နော်ကျမနဲ့တူတူလိုက်ကြည့်ကြည့်ပေးနော်ကျမထုတ်လာတဲ့ဘန်းကြီးကလေတော်တော်ကြီးပြီးထင်တာပေါ့နော်အကောင်လုံးထည့်လိုက်တဲ့ခါကျတော့နယ်ဖို့အတွက်ကပြဿနာရှိလာတဲ့ကြောင့်မို့ဘန်းအကြီးတစ်ပန်းမှာထည့်ပြီးတော့ပေါ့နော်ထဲနယ်လိုက်ရတယ်ပေါ့နော်
ထောင်းပြီးသွားပြီဆိုတော့အရင်ကျွေးပါတယ်စားကြပါအောင်အရန်ကိုအရသာရှိရလို့အိမ်သားတွေလည်းပြောတယ်ဒီတပန်းလုံးရဖို့တော့ကျမတို့အဲ့တဲ့အိမ်သားလုံးမနေရဘူးအကုန်လုံးတန်းညီလန်းညီတယောက်တစ်လက်ဝိုင်းပြီးတော့ကိုပြီးတော့ရခဲ့တဲ့ဒီ seafood ဘန်လေးကိုကျမတို့အတူတူစားကြမယ်ပေါ့နော်